como que definitely. Du même endroit. I can hear you, Jerry, but I've got nothing on tonight. Okay. In Kigali, she wakes up. She makes a choice. In Hanoi, Natal, Ramallah. In Tangier, she takes a breath. Lifts up her voice. In Lahore, La Paz, Kampala. Though she's half a world away, something in me wants to say, we are one woman, you cry. main key solusi cũng mà giáo cha lên là từ tuổi cái ra đấy mà vì cái ra nhiều main key này anh đi anh làm điều là main key thì shit thôi là quite a land in a bill no uma solution tabaroမျိုးသမီးတယောက်ကဒီအမျိုးသမီးကြီးနော်ရရွာအရေးလုံးမယ်ဆိုတာတော့နိကရလငယ်ပေါ့နော်ဟော့တုဆိုင်နိကရလငယ်ကတိအတော့ကပြန်လင်ကွာနော်နိပြပပလိုက်ဖမ်ကတိနိကရလငယ်ကတိဒဟုတ်ဘာရှိကရုလည်းနေမကောင်းပါနော်မတို့လိုအခြေခံဒန်းစားဆိုတော့မသိမသိဘူးကို့အမျိုးသမီးတွေရဲ့ခွင့်ရည်အကျန်းဖက်ခံရတာပဲဖြစ်ဖြစ်မဟုတ်လားအလုံးလောက်ကင်တဲ့နေရာမှာပဲဖြစ်ဖြစ်ဒန်းတူခွင့်ရည်တွေမရလာတဲ့ခါကျရင်လှုပ်လှုပ်တာချင်းတူတူကဥပမာအုပ်ဖို့မှာပဲလှုပ်လှုပ်လေထဲမှာပဲလှုပ်လှုပ်မျိုးသားတွေကြရင်9000မျိုးသမီးလေးတွေကြရင်9000အဲ့ဒါဘာကြောင့်လဲအဲ့လိုကွာဟာချက်လေးတွေပါလေတမျိုးဆက်ဘက်မှာရွာတွေများအသိပညာတွေမတိုးတက်ကြဘူးလေလူငယ်တော်တော်များများကဒီမူရစ်ဆေးတွေသုံးဆွဲလာတဲ့ခါကျတော့အမျိုးသမီးတွေတော်တော်များများဟိုစိတ်လွတ်ကိုလို့နှောက်ချက်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အသက်ငယ်မရင်းမှုတွေကလည်းအများကြီးဖြစ်နေကြတဲ့ခါကျတော့စရစ်ကြောင်ဆိုတဲ့ရွာလေးမှာ15နှစ်အရွယ်မိန်းကလေးကမဒိန်းကျင့်ခံရပါတယ်အကုန်လုံးသိတယ်နောက်တစ်နေ့မနေ့ကျတော့အုတ်ချုပ်ရည်မူးနဲ့မိဘနဲ့ရက်ထဲရွာတွေကလူကြီးလူကောင်းများဆိုတော့သူများကအဲ့ဒီအိမ်ကိုလာပြီးတော့ညှိနှိုင်းပါတယ်ရဲမတိုင်နဲ့တို့ချောင်းစုံပေါ့နော်ဟိုမီးလေးကိုအဖိုးကနေပြီးတော့ right လောက်တာတဲ့ကိစ္စဖြစ်လာတဲ့အချိန်မှာဒါကိုကျမတို့ကလှုပ်တင်ပါတယ်ပေါ့နော်တအားကိုဒီလိုကိစ္စတွေများလာတဲ့အခါမှာကျမတို့လွှတ်တော်ကဒီလိုကိစ္စကိုဆောင်ရွက်တင်ပါတယ်အမျိုးသမီးနဲ့ကလေးတငယ်များအရေးအတွက်အခွင့်အရေးကူညီဆောင်ရွက်ပေးနိုင်ဖို့ကကျမတို့လှုပ်တင်ပါတယ်ပေါ့အခုဖြစ်ချင်တဲ့ခါကျတော့ဖုန်းတွေပေါ်လာတယ်နောက် Facebook တွေပေါ်လာတယ် online ကနေပြီးတော့ဒီပေါ့ညဉ့်ညမ်းတွေပေါ်လာတဲ့ခါကျတော့တချို့ကြတော့လေပညာဘတ်ဆိုင်ရာကိုလေ့လာကြတယ်တချို့ကြတော့လေမဟုတ်တဲ့အတတ်ပညာပိုင်းဆိုင်ရာကိုလေ့လာကြတဲ့ခါကျတော့အဲ့မှာအသိဉာဏ်မဖွံ့ဖြိုးသေးတဲ့အမျိုးသမီးတော်တော်များများကလက်သက်ဆန်းကြီးကိုခံကြရတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်လာကြတယ်သူတို့ကကြတော့အသိပညာတွေအများကြီးပေးစေချင်တယ်နောက်ဘူးသူတွေလည်းရစေချင်တယ်စာမတတ်တဲ့ကလေးတွေကိုလည်းစာတတ်စေချင်ကြတယ်အဓိက self confidence ပဲသူတို့ရဲ့ self confidence ကနေတာနေတယ်ဆိုတာလေအကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်ငယ်စဉ်ကလေးကဒီမိသားစုအတိုင်းဝိုင်းပေါ့နော်ကာချကြောင့်လည်းဖြစ်နိုင်တယ်ပညာအရေးချင်းပိုင်းကြောင့်လည်းဖြစ်နိုင်တယ်ဒီ program တိုင်းပြည်ရဲ့စီးပွားရေးပေါ့ဆိုတော့အကောင်လုံးတော်များပြောကြတယ်စီးပွားရေးမကောင်းပဲဥမာသားသမီး2ယောက်မိန်းကလေးနဲ့ယောက်ျားလေးနဲ့ရှိတယ်ဒီသားသမီး2ယောက်ကိုဘယ်သူကိုကြောင်းပြအောင်ထားမလဲဆိုတော့မိဘတွေကသူတို့မွေးလာတယ်သူတို့ plan မှာယောက်ျားလေးကိုပြအောင်ထားမယ်မိန်းကလေးကြတော့အချိန်တိုင်း9တန်း7တန်းစာတိုင်းတော်ပြီအခြေခံပညာမူလတန်းအဆင့်အလယ်တန်းအဆင့်ထက်တန်းအဆင့်ဆိုတဲ့အဲ့ဒီဟာတွေကိုတော့ main ကလေးတိုင်းပညာသင်ကြားဖို့အခွင့်အလမ်းတိထက်ပိုပြီးရစေချင်တယ်ပြီးတော့ပညာသင်ကြားခွင့်ဆုံးရှုံးနေကြတဲ့ main ကလေးတွေကိုလည်း vocational training school တွေဖွင့်ပေးစေချင်တယ်ကိုပဲအရင်ကြည့်ရမှာငါဒါလုံနိုင်လားငါလုံနိုင်တယ်လုံနိုင်လားဆိုတဲ့အပေါ်မှာအရန်တွေ့ဝေးနေပြီအဓိကငါလုံနိုင်တယ်သူတို့တွေကအရင်တော့ဆိုလို့ရှိရင်ခက်ခက်သတိညင်းတာရှိတယ်ဒီလိုမျိုးဆိုလို့ရှိရင်ယောက်ျားနဲ့အဆင်မပြေဘူးယောက်ျားလေးတွေကသူတို့တွေကိုညာဝါပြီးတော့ပေါ့နော်ဒါမြောက်ပင့်ပြီးတော့အဲ့လိုမျိုးပေါ့အိမ်ထဲမှာထားတာကိုပဲသူတို့ကကျဉ်နှက်နေတာဘာမှမလုပ်ရလေကောင်းလေပေါ့ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့စီးပွားရေးတွေကမပြေလဲလာကြတော့ဘူးလေနောက်ပိုင်းမှာကြီးပဲသူတို့တွေကဒီစီးပွားရေးရောနိုင်ငံရေးရောစသဖြင့်ပေါ့နော်ဒီအပြောင်းအလဲတွေမှာသူတို့ကိုရိုက်ခတ်တာတွေများလာတဲ့အခါမှာတော့သူတို့ရဲ့ဒါကိုလက်ခံလာတယ်သူတို့စွမ်းရည်မြင့်မှရမယ်ဘာကြောင့်လဲဆိုတော့ယောက်ျားတွေကိုပဲအများအားအကုန်းနေလို့မရဘူးကိုအုပ်ထိန်းလို့အများအားအကုန်းလို့မရဘူးသူတို့ကိုယ်တိုင်စွမ်းရည်မြင့်မှရမယ်သူတို့ကိုယ်တိုင်မိသားစုကိုဥဆောင်နိုင်မှရမယ်ဆိုပြီးတော့သူတို့ပူပေါင်းလာတယ်သူတို့ပေါင်းဆက်ပြီးလုပ်မှပဲဒီ
မိန်းကလေးတွေရောယောက်ျားလေးတွေရောရဲ့အခွင့်အရေးတွေကဟိုမျှမျှတတဖြစ်လာမယ်လीနော် Like you have to create a special supporting mechanism for women, right? So if women have the kids, if women have the children, and then we have to provide them for babysitter and also for the kids and everything, travel accommodation and the food. မိယိုဖလာထောက်ထားဆင်လာတဲ့အဟာတိုင်းနေရှိတယ်ဒါတွေကိုကြော်လွှားပြီးတော့မှစိတ်ပါဝင်စားစွာနဲ့ဒီတိုင်းပြည်ရဲ့ငြိမ်းချမ်းမှာပါဝင်ဆင်ကြပါတယ်အဲ့လိုပါဝင်ဖို့လည်းအမျိုးသမီးတိုင်းကဆန္ဒရှိတယ်လုံနိုင်အောင်လည်းဖက်ဖက်ကဒီဘလို့ကိုယ့်ရဲ့မိသားစုကစအထောက်ပံ့အောင်လည်းလိုအပ်ပါတယ် အဲ့ဒါကြီးဖြည့်ဆည်းပေးမယ်ဆိုလို့ရှိရင်စီးပွားရေးရလည်းပဲတစ်ဖက်တစ်လမ်းကတိုးတက်လာမယ်လို့သူတို့ထင်မြင်ယူဆတယ်ဒီလိုလေးတွေပြောလာတယ်အဲ့တော့မိခင်တွေရဲ့စကားတွေကနေပြီးတော့သားသမီးတွေအတွက်ပညာရေးဆိုတဲ့စကားလေးထွက်လာတာကအင်မတန်ကောင်းတဲ့ရလဒ်တစ်ခုပါ